ကိစ္စဘယ်လိုလုပ်ကြမလဲဝါ ဝါ Facebook အင်ကဒါမျိုးကြတော်တော်သုံးလိုက်တာပဲသမီးရနော်အဖေတို့လိုချင်တာလဲ तू သိပါပြီကြည့်လက်ချင်အိုက်ဆိုင်သွားနော် တော့ကြည့်ကြမယ် လာပါခင်ဗျာ ဟုတ်ကဲ့အားပြည့်ဒီမှာလေးပြည့်ပြောတဲ့ great generator power music ဆိုင်ဒီဆိုင်နဲ့ဒီအခုကျွန်တော်မိန်းမလေးအင်္ဂလာတိုက်တယ်ကောင်းကောင်းလေးတစ်လုံးတော့ပြပေးပါဦးခင်ဗျာ ကဲကျွန်တော်တို့ဒီမှာအမရာတက်ကြရဆိုစိုက်ဆုံး brand ဆုံးရှိပါတယ်ခင်ဗျာ ဟောဒီမှာရှိတာလေဒီမှာလေးဒါလည်းကားလာတယ်ဒီမှာဒီရောအားပြည့်ဟိုမှာလေးအဲ့မှာအေးအားလည်းမိုက်ကြည့်ရအောင်ဒီမှာတိုက်မီးဆက်တွေအားတာချက်ရှိကျွန်တော်တစ်ချက်တော့ရှင်းပြအောင် ကျွန်တော်ဆီကအမရာတက်မင်းဆက်လေးရဲ့အားသာချက်အနေနဲ့ကတော့အတန်လေးငင်စီစားတက်တာပြီးတေဆောင်ရလွယ်ကူပြီးတော့ဝက်ပြစ်ထွက်လို့အိမ်သုံးအတွက်အရန်ကိုအဆင်ပြေပါတယ်ခင်ဗျာအမရာစစ် service အနေနဲ့ကတော့ကျွန်တော်တို့ကုမ္ပဏီက1နှစ်တစ်နှစ်အာမခံပေးထားပါတယ်ခင်ဗျာမင်းဆက်အသုံးပြုရှင်နိုင်တရားပြည့်ရင်enjoy လေးလေးပေးရပါမယ်ခင်ဗျာတကယ်လို့အကိုတို့ကိုယ်တိုင်လေးလေးလို့အဆင်မပြေဘူးဆိုရင် site ကိုလက်ခ free အနေနဲ့လာရောက်လေးလေးနိုင်ပါတယ်ခင်ဗျာ မန်းလေးမှာလည်းရှိတယ်ပြောတယ်နော်88လမ်းပေါ့ဟုတ်လားတခြားဆိုင်တွေရောရှိသေးရ မန္တလေးမြို့မှာဆိုရင်88လမ်းမကြီးကိုဒဂွန်တိုင်းအဝိုင်းနေရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိပါတယ်ခင်ဗျာရန်ကုန်မြို့မှာဆိုရင်အခက်ပစုံတော့ဆက်ဆက်လမ်းမကြီးပေါ်မှာတစ်ဆိုင်ပစုံတော့54 55ကျာအနွယ်ထားလမ်းမကြီးပေါ်မှာနှစ်ဆိုင်ပေါင်း3ဆိုင်ရှိပါတယ်ခင်ဗျာ ဒီရောက်မှငွေချလို့ရတယ် ကျွန်တော်တို့ဆိုင်ကအရောက်ငွေစစ်စနစ်လေးရပါတယ်ခင်ဗျာ ရတယ်နော်ဒီဟုတ်အဲ့ဆိုတို့ဒီညက်နေလေးရအောင်ပြီနော်အဲ့ဆိုအခုဒီညရက်တောင်နေပြည့်မယ်ကိုလူမီသားတုံးကအေးချမ်းချမ်းလေးအေးချင်ဟုတ်ပြီနော်ကိုနော်အဲ့ဆိုအခုသွားတော့မယ်နော်โอเค